ပေါင်းသမ ्या ချောင်းနေမယ်ခလိုဘတ်ချောင်းခြေသားချောင်းအားပေးလိုက်ကြတာဗျာကိုရီချောင်းတော့ဂရိတ်ဆော့လုံးဝကြည့်လူပိညောင်းမြတ်တွင်းချောင်းတာပဲရှိအေးလေကိုကလည်းဘာမှအဖြစ်မှမရှိရဘူးလူရဲ့သဘောတဘာဝလေအောင်မြင်တဲ့လူလောက်ပဲစပိုးရင်းပေးကြတာပဲအောင်မြင်တဲ့လူလောက်ပဲလူထင်ကြတာဆမ်းပါ